စွန်းကြောက်လေးရဲ့ကျက်သွန်ဖြူလေးငရုတ်သီးလေးဆက်နေတော့ခါကျငရုတ်သီးစိမ်းလေးကိုမီးဖုတ်ငရုတ်သီးစိမ်းလေးကိုမီးဖုတ်ပြီးတော့မလုပ်တော့ဆိုတော့ဟိုကလေကျက်သွန်ဖြူမီးဖုတ်စွန်းကြောက်လေးကိုရေးစိမ်းငပိဖုတ်ပြီးတော့မှထောင်းတော့ထောင်းပြီးတော့မှငယ်မရေးစားမလားဆိုတော့စားမယ်တဲ့ငယ်မကိုတော့ဝက်ပေးမယ်ဒါလေးကတော့ဖေမသေးခင်ငယ်တော့ကျွန်တော်တို့ငယ်တော့ပေါ့မောင်နှမတွေရုပ်ပြီးထောင်းပြီးပြီဆိုရင်ရုပ်ဆောင်မှာကျန်းနေတဲ့ငပိလေးနဲ့သမီးလေးနဲ့ရောထောင်းတာရောထောင်းပြီးတော့မှနေတော့အဲ့လုံးလေးတွေကိုမောင်နှမ3ယောက်မောင်နှမ3ယောက်တယောက်တည်းလူစားကြတာပေါ့ပြီးကြရင်အကိုလေးလာလို့ကိုလေးပြလို့ကိုလဲလို့ဦးရောဘတ်တို့တို့တွေလာပြီးဆိုရင်တို့ထောင်းပြီးဆိုရင်ကျမတို့မိကုံလာပြီပေါ့